အခုချိန်မှာဒီတစ်ချက်မလုံထားသေးဘူးဆိုလို့ရှိရင်ကျမတို့ကနောက်ကျတင်တင်လိမ့်မယ်ဆိုတော့အဲ့ဒါပါလဲဆိုတော့ကျမတို့အခုချိန်မှာ digital marketing ကိုကျမတို့မတည်ဆောက်ထားဘူးဆိုလို့ရှိရင်လူချင်းမလို့ပေါ့နော်နောက်ကျတင်တင်လိမ့်မယ်ဆိုတော့ဘာကြောင့် digital marketing ကိုတည်ဆောက်ဖို့လိုတာလဲဆိုတော့ဘာကြောင့်လဲဆိုတော့ကျမတို့အခုနောက်ပိုင်းကျတော့ပေါ့နော်လုပ်ငန်းရှင်တွေတော်တော်များများ online ပေါ်ကိုရောက်လာတယ်ပေါ့နော်ဆိုတော့ကျမတို့ digital marketing ကိုတည်ဆောက်နေကြတယ်ပေါ့နော်ဆိုတော့အခုတက်တော်တော်များများကြတော့ကျမတို့ digital marketing ကိုကျမတို့အသုံးချပြီးပေါ့နော်သူရဲ့ဝင်ငွေကိုတည်ဆောက်လာကြတယ်ဆိုတော့ဒီကျင်းနေမိတ်ဆွေကပေါ့နော်ကိုကနေရာတစ်ခုပေါ့နော်ရဖို့မကြိုးစားသေးဘူးဆိုရင်လူကြီးတွေအနေနဲ့နောက်ကျကျင်ပေးလိမ့်မယ်ကိုယ့်အတွက်နေရာမရှိဖြစ်တော့လိမ့်မယ်ပေါ့နော်ဆိုတော့ကျမတို့ online မှာ digital marketing တစ်ခုတည်ဆောက်ဖို့ဆိုလို့ရှိရင်ကျမတို့ကကိုကဘယ်လိုပြဿနာတွေကိုဖြေရှင်းတယ်လေပေါ့နော်ကိုက grade မှာဘယ်လိုပြဿနာတွေကိုဖြေရှင်းနိုင်လဲဆိုတာကိုအရင်ချပါဆိုတော့ဥပမာအနေနဲ့ပြောဖို့ဆိုလို့ရှိရင်ပေါ့နော် TikTok နဲ့ပတ်သက်တယ်ပေါ့နော်နည်းပညာနဲ့ဆိုင်ရာတွေကိုကဖြေရှင်းတယ်လားပြီးတော့ကျမတို့ follower ပေါ့နော် TikTok follower တွအောင်လုပ်တယ်လား view တွေတွအောင်လုပ်တယ်လားအဲ့ဒီပြဿနာတွေကိုဖြေရှင်းတဲ့အားဖြင့်ကျမတို့ဝင်ရဖြစ်တည်ဆောက်ရရဲဆိုတော့နောက်တစ်ခါပါလေဆိုတော့ကျမတို့ဆိုလို့ရှိရင်တော်တော်များများကပါလေဆိုတော့ post တင်ကြတယ် TikTok မှာဗီဒီယိုပါလေဗီဒီယိုတွေတင်ကြတယ်ဒါပေမဲ့ဝင်တည်ဆောက်ရသူနဲ့ဒီမဆောက်ရသူပဲခေါ်တယ်ပေါ့နော်ဆိုတော့ကိုကအဲ့ဒီနေရာမှာဗီဒီယို editing တွေလုပ်တယ်လားဆိုလို့ရှိရင်ကျမတို့ကျင်းမာရေးနဲ့ပတ်သက်တဲ့ပေါ့နော်ဘ ഹു တုဒ္ဒရရှိလားကိုကဖြည့်ရှင်းတယ်လားဆိုတာကိုကျမတို့အဲ့ဒီပြဿနာတွေကိုနားဝင်ခြင်းအပြင်ကျမတို့ပေါ့နော် channel တွေရွေးဖို့လို့ပေါ့နော်ဆိုတော့အဲ့ဒီ channel ကပါတယ်ဆိုတော့အခုနောက်ပိုင်းမှာကျတော့ Facebook တွေရှိတယ် YouTube တွေရှိတယ် TikTok တွေရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာကိုအတွက်ပေါ့နော်ဝင်ငွေတစ်ခုတည်ဆောက်လို့ရနိုင်တဲ့နေရာကိုရှာပါဆိုတော့အဲ့ဒီနေရာကိုရှာခြင်းလို့ကျမတို့ digital marketing အနေနဲ့ကျမတို့တည်ဆောက်လို့ရတယ်ပေါ့နော်ဆိုတော့ကျမတို့ပေါ့နော်အဲ့ဒီနေရာကိုဒီဆောက်တဲ့အခါမှာပေါ့သူများနည်းလို့လောက်တာမျိုးမဟုတ်ဘူးနော်ကိုယ့်ရဲ့အားသာချက်တစ်ခုနဲ့ပေါင်းဆက်ပြီးကျမတို့လုံးနိုင်မယ်ဆိုလို့ရှိရင်ကျမတို့ကပေါ့3လမဟုတ်ဆိုရင်6လပေါ့နော်အဲ့ဒီအချိန်မှာကျမတို့ရလက်တစ်ခုခံနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအားသာချက်တစ်ခုဘယ်လိုရှာမလဲဆိုတော့ကိုကပေါ့နော် creative thinking မှာအားသာလားမဟုတ်ဘူးဆိုရင်ဒီကိုကပေါ့နော်ဟာတောင်းနေရှင်တဲ့ပုံစံကိုမအားသာချက်ရှိလားကိုက entertainment မှာကိုကပေါ့နော်အားသာတာလားအားသာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ skill လေးပေါင်းဆက်ပြီးတော့ပေါ့နော်ကိုပေါက်အောင်လုပ်လို့ရတယ်ဆိုတော့အခုချိန်နဲ့မိတ်ဆွေကပေါ့နော်ကျမလုံးနိုင်တယ်လို့ပေါ့နော်လူကြီးမျိုးတွေလုံးနိုင်မယ်လို့ယုံကြည်တယ်ဆိုရင် marketing ကိုကိုယ့်အားသာချက်နဲ့ပေါင်းပြီးပေါ့နော်နေရာတစ်ခုရရှိနေဆိုလို့ရှိရင်ကိုရှိစင်ချင်းအခမဲ့ဖွင့်ပေးထားတယ် free program လေးရှိတယ်ပေါ့နော်အဲ့ဒီမှာလာပြီးတော့ဆွေးနွေးလို့ရတယ်ဆိုတော့အခုချိန်နဲ့မိတ်ဆွေကပေါ့နော်ကိုကနောက်ကျမကျန်ခဲ့ချင်ဘူးပေါ့နော်သူများလေးနေရာတစ်ခုရရှိနေဆိုလို့ရှိရင်အဲ့ဒီမှာလာပြီးတော့ဆွေးနွေးလို့ရတယ်အဲ့ဒီအတင်ကကျမတို့ဝိုင်းဝန်းဆွေးနွေးတဲ့အတွက်ကျမတို့နော်ကိုယ့်ရဲ့အတားချက်အားနည်းချက်ကိုအသေးစိတ်ဆွေးနွေးလို့ရတဲ့အတန်းဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့နောက်ကျမကျန်ခဲ့ချင်ဘူးဆိုလို့ရှိရင်ဒီအတန်းမှာတော့ပြီး join လို့ရတယ်ပေါ့နော်ဆိုတော့ဒီဆိုပါဆိုတော့ကျမရှိသေးဆိုပါ like ကိုကြောက်ပါ